3D ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြသမယ့်ဗီဒီယိုဖိုင်ဆိုင်လေးကတော့ဒီ2025 17ကြိမ်အတွက်9ကြိမ်မြောက်ဖိုင်ဆိုင်လေးဖြစ်ပါတယ်နော်ကျွန်တော်ဒီဆိုင်လေးကိုမပြခင်တကယ်ချင်းတို့ကိုဝန်ခံစရာလေးတစ်ခုရှိတယ်လွန်ခဲ့တဲ့နှစ်3-40လောက်ကကျွန်တော်ဒေတာအားကြခဲ့ရပြီးတော့မြင်စရာကြားစရာဖြစ်ခဲ့ဘူးတဲ့တောင်ပေါ်ချမ်းကြီးတဲ့ဆရာကြီးတွေရှိတယ်သူကျွန်တော်ကလန်ဒါ site တွေကသူတို့ကြည့်တဲ့သူတို့ကြည့်တဲ့ news နှစ်ပိုင်းတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်အခြေခံပြီးတော့ပြန်ပြီးတော့ဒီဘက်မှာကလန်ဒါနဲ့ပြန်ပြီးတော့အတူခူးရတဲ့ပုံစံမျိုးလေးရှိတယ်နော်ခုပြမဲ့ site လေးရတယ်ဒီတောင်ပေါ်ချိုင်းဆရာကြီးတွေကြည့်တဲ့စနစ်ကိုကျွန်တော်အခြေခံပြီးတော့ကြည့်ထားတာပါအဲ့ဒါကိုကျွန်တော်ကလန်ဒါနဲ့ပြန်ပြီးတော့ကြည့်ထားတာပေါ့နော်အဲ့အရာလေးကိုကျွန်တော်တို့ချက်လေးလာကြည့်လိုက်အောင်နော်တောင်ပေါ်ချိုင်းစနစ်ကိုအခြေခံတာပေါ့နော်တောင်ပေါ်ချိုင်းဆိုတာတော့ကောင်းတယ်ကလန်ဒါလိုပဲသူကတော့ဒီစာအုပ်ပေါ့နော်မဂဇင်းလိုစာအုပ်ကျွန်တော်တို့ကလန်ဒါတော့ဒီပေါ်မှာထောက်ပြသွားလို့အဆင်ပြေတောင်ပေါ်စာအုပ်ကြတော့သူကဟိုတရွက်လမ်းဒီတရွက်လမ်းလိုတွေတော်လည်းမျက်စိရှိဒါပေမဲ့ကြားလာရင်လည်းတောင်ပေါ်ပေးပြီးဆိုလည်းတစ်ခွက်ထက်ထည့်ပဲနော်ခုစနစ်လေးကလည်းဒီတောင်ပေါ်ချမ်းကြီးတဲ့စနစ်ကိုအခြေခံထားပါတယ်ဆိုတာတကယ်ချင်းတို့ကြိုပြီးတော့ဒါအဝင်ခံပါတယ်နော်ကဲဟုတ်ပြီဖြစ်စဉ်လေးကိုတစ်ချက်လေ့လာကြည့်အောင်ဒီကလန်ဒါမှာတုံညလည်းနဲ့ဘူပရိတ်နော်တုံညလည်းဘူပရိတ်ကို3တုံညခေါ်နော်80 1980မှာတုံညလည်းဘူပရိတ်3တုံညခေါ်အဲ့ဒီ3တုံညခေါ်ပတ်လေတဲ့1980နော်တုံညလည်းဘူပရိတ်3တုံညခေါ်ပတ်လေဘာမှပြန်လာရေးတော့ဆို1980နဲ့ခေါ်1980နဲ့ခေါ်မှာပြန်လာရေးတယ်နော်တုံညလည်းနဲ့ဘူပရိတ်ကျွန်တော်အဲ့ဒါကိုတွဲလို့သတ်မှတ်မယ်နော်နှစ်တွဲပေါင်းပြီးကျွန်တော်ထုံလုပ်ပါနော်80နဲ့ခေါ်မှာညလည်းပူရိတ်1980မှာတစ်ခုစရည်နော်1980မှာတုံညလည်းပူရိတ်တစ်ခါစရည်တယ်အဲ့ကနေ1989တုံညလည်းပူရိတ်စရည်အဲ့ပုံစံနဲ့ရေးပြီးတော့1988နော်1988ကျွန်တော်အယောင်လေးတွေခွဲပေးတာနော်1988မှာတုံညလည်းပူရိတ်ခွန်ရှင်း5ပတ်နော်အဲ့ဒီတုံညလည်းခွန်ရှင်း5ပတ်လည်းဘယ်မှာရေးတော့1992နော်1992တောင်ညလည်းပူပရိတ်နော်20ပရိတ်နော်9ခွန်ချင်း9ခွန်ချင်း3ည3ခွန်3ည3နောက်တကယ်ကြီးနှစ်စုံနော်ဒါလေးမော်ရောင်၄ခုပေါ့နော်ဟုတ်ပြီအဲ့ဒီတုံညအလဲ3တုံညခွန်နောက်တစ်ခါတုံညလဲ3တုံညခွန်နောက်တစ်ခါတုံညလဲခွန်ရှင်း9နောက်တစ်ခါတုံညလဲခွန်5ရှိအဲ့လိုတွေရေးပြီးလို့နောက်တစ်ချိန်တုံညလည်းနဲ့ပူပရိတ်2ကြိမ်ထွက်ပြီးရင်ဘာတွေအလို့လုပ်လဲပေါ့နော်အဲ့ကဏ္ဍတွေကဘယ်ရပို့လဲပေါ့ကဲဟုတ်ပြီအဲ့ဒါလေးကျွန်တော်ရှင်းပြမယ်တုံည3တုံညခွန်တစ်ခါဖြစ်နော်တုံည3တုံညခွန်နှစ်ခါဖြစ်ပတ်တယ်အဲ့လိုဖြစ်ပြီးသွားလို့ဆိုရင်ねဒီထိတ်ခွန်ရဲ့မူသေးယူသွားမယ်နော်ထိတ်သီးခွန်ကိုပါပါရှိမယ်နှစ်လို့မူသေးယူမယ်ဒီအပေါ်ကနောက်ပိတ်နော်သူ့ရဲ့အပေါ်တုံညခါရဲ့နောက်ပိတ်ကဏ္ဍအဲ့ဒီနောက်ပိတ်ကဏ္ဍကိုဘူသေး8ဖြစ်အောင်ပေါင်းမယ်နော်8ဖြစ်အောင်ခွန်ပါပါစီနှစ်ဒီနောက်ပိတ်ကဏ္ဍကို8ဖြစ်အောင်3လို့နော်အဲ့ကျတော့2ရဲ့3ရဲ့2 3တွဲရတယ်နော်ဒါကဏ္ဍယူပုံယူနေရအဲ့ဒါလေးပဲနော်ခွန်ဒီအောက်ကကဏ္ဍကိုပါပါယူလိုက်ထိတ်စီးကိုပါပါယူတယ်အပေါ်တုံညလည်းရဲ့နောက်ပိတ်ကဏ္ဍကို8ဖြစ်အောင်လိုအပ်တဲ့ဂိမ်းတစ်ခုထည့်ပေးလိုက်ချစ်ကိုဖြစ်ပေါ်စေတော့ကဏ္ဍနော်2ရဲ့3အဲ့လိုယူပြီးတော့ပေါင်းကျဆက်နှစ်ပါရအောင်ပေါင်းကျဆက်နှစ်ကကြတော့သူကဒီနှစ်ကိုမသုံးအပေါ်ကကောင်ကိုပဲသုံးနော်ဒီအပေါ်ကကဏ္ဍနောက်ပိတ်ကဏ္ဍကို8ဖြစ်အောင်လုပ်တဲ့ကဏ္ဍအဲ့ဒီကဏ္ဍကိုပဲပေါင်းကျဆက်နှစ်ဖြစ်အောင်သုံးအဲ့ကြတော့ဒီကောင်ဆက်နှစ်ဖြစ်မယ်ဆိုရင်2ရဲ့3ရဲ့9ရဲ့ပေါ့ဗျာနော်ဆက်နှစ်ဖြစ်ရှင်2 3 9ပတ်လေ2 3 9ပတ်လေဘယ်မှာထွက်မှာအဲ့လို3ညခွန်30နှစ်ခါဖြစ်ပြီးတော့နောက်တစ်ချိန်3ညလည်းဘူးလေဒီမှာတစ်ခါရေးပြီနော်နောက်တစ်ခါနောက်နေ့မှာထပ်ရေးတယ်အဲ့လိုနှစ်ခါရေးလိုက်တာနဲ့အဲ့ဒီ93နှစ်ပတ်လေကြာတယ်နောက်သူ့ရဲ့ဖြစ်စဉ်ဒါ33ညခွန်မှာဖြစ်စဉ်နော်အဲ့လိုဖြစ်ပြီးသွားလို့ဆိုရင်လည်းဒီ3ညလည်းဘူပရိတ်ရဲ့ဒီအပေါ်က8ဖြစ်အောင်လုပ်ခဲ့တဲ့ဒီ3ကိုမှတ်ထားလိုက်နော်ဒီ8ဖြစ်အောင်လုပ်ခဲ့တဲ့3ရဲ့နောက်တစ်ခါဒီခွန်ရက်ပါပါ2ရဲ့ဒီ2 3တွဲအဲ့2တွဲလုံးကိုပြန်ပြီးမှတ်ထားလိုက်နော်အဲ့2တွဲလုံးကနောက်ဟိုခွန်5ချက်မှာလည်းအတိုးလုံးဟုတ်ပြီနော်ဟုတ်ပြီ
အဓိကလောက်တာတော့ဒီ8ဖြစ်အောင်လုပ်တဲ့ကဏ္ဍပေါ့ဗျာနော်ဒီ3ကိုမှတ်တာပါတုံညလည်းခွန်5ရှိလို့ဒီမှာရေးတယ်နော်အဲ့ကောင်1988မှာအဲ့ကောင်92မှာပြန်ပေါ်လာတယ်92မှာပြန်တခါအဲ့လိုမျိုးပြန်ရေးတယ်နော်တုံညလည်းခွန်5ရှိအဲ့လိုဆိုသောနာပုံစံအတိုင်းပဲကျွန်တော်တို့လုပ်မယ်9ရက်ပါတုံညဒီနောက်ပိတ်8ကို8လို့ဖြစ်အောင်တုံညလို့လေနော်8ကိုဖြစ်ပေါ်စေအောင်တုံညထဲမှာရအောင်နော်9ရက်ပါတုံညအဲ့ကြတော့တုံညနှလုံးပေါ့ဗျာတုံညနှလုံးကိုသောနာကျွန်တော်တို့ဒီခွန်30မှာတော့လောက်ခဲ့တဲ့ကောင်ဒီ3ကိုမူတည်ယူရမယ်သူကဒီနှစ်ပါယူသွားတယ်နော်ဒီတပွဲလေးပဲယူသွားတာဒီ3ကမူတည်ပါမယ်တုံညနှလုံးကို3နဲ့တွဲရမယ်ဒီနှစ်လဲသူကအခုအဲ့ပွဲမှာတော့သူ3သွားတယ်နော်တုံည3နှစ်ပေါ့ဗျာအမှန်တော့တုံညလို့ထွက်လာရင်ပြီးတယ်သူကဒီမှာတူနေတဲ့အတွက်ဒီ3ညနှလုံးတူနေတဲ့အတွက်တစ်လုံးမှယူပြီးတော့မှသူကဒီဘက်က3နှစ်ကိုအတွဲလိုက်ပြန်ယူသွားတယ်အမှန်တော့3ညဒီ3ညရဒီ3ညရဒီ3ကယူလိုက်ရင်ပြီးတယ်နော်ဟုတ်ပြီအဲ့ကြတော့ထားလိုက်တော့ဒီ3ညနှလုံးကိုဟိုက3နဲ့2နဲ့နော်3ည3နှစ်အပြီးပေါ့ဗျာအဲ့ကောင်ဘယ်ချိန်မှထွက်မှာနော်3ည9ခွန်ကျ3ည9ခွန်နှစ်ခါဖြစ်ပြီးတော့3ညလည်းနဲ့ပူပရိတ်တစ်ခါပေါ်တယ်နောက်တစ်ခါထပ်ပေါ်24ချိန်မှလာပေါ်တယ်3ညလည်း688ပူပရိတ်နှစ်ခါပေါ်တယ်ပေါ်ပြီးရနဲ့နောက်နှစ်ဦးကတော့ကြည့်လိုက်3ညနဲ့နော်အဲ့ဒါကျွန်တော်တို့ယူလိုက်တဲ့ဟိုရှစ်ပြအောင်လုပ်တဲ့3တလုံးရော3ညနှလုံးရောပြီးတော့2တလုံးပါသူကယူသွားတာနော်3ညနဲ့နော်ဒါပထမဖြစ်စဉ်3ညခွန်နဲ့ခွန်5ရှင်းနဲ့နှစ်ခုရှိတ်လိုက်တာနော်ဒါမှ1980မှာ3ညလည်းပူပရိတ်စပေါ်တယ်အဲ့ကောင်က1980ခွန်မှာနောက်တစ်ခုထပ်ပေါ်တယ်နော်နောက်တစ်ခုထပ်ပေါ်တဲ့အတွက်နောက်တစ်ခုပေါ်တဲ့အချိန်မှာဒီခွန်ရဲ့ပါဝါနှစ်မူသေးယူမယ်ဒီအပေါ်ကအပိတ်ကို8ဖြစ်အောင်3ထည့်မယ်နော်အဲ့ဒီနှစ်3တွဲကိုပေါင်းချက်7နဲ့ပေါင်းမယ်ပေါင်းချက်7ကအပေါ်အကောင်ပဲဖြစ်ရမယ်နော်အဲ့ကြတော့နှစ်3ကိုပတ်တယ်ဘယ်ချိန်မှထွက်မှာ3ည3ခွန်3ညခါနဲ့3ည3ခွန်နှစ်ခါကြာပြီးရင်နောက်တစ်ခါ3ညလည်းပူပရိတ်ဒီမှာတစ်ခါကြာနောက်တစ်ခါ3ညလည်းပူပရိတ်တစ်ခါကြာ9-3နှစ်ပတ်လည်းထွက်တယ်ပြီးရင်ဒီကီးနှစ်ခုကိုမှတ်ခဲ့မယ်နော်ဒီအပေါ်အဓိကအမှန်မှာဒီ8ဖြစ်အောင်လုပ်တဲ့ကောင်မယ်နော်ဒီကောင်ကတော့တပွဲပဲဆိုတာပါနော်ဟုတ်ပြီအဲ့ကြတော့နှစ်3တွဲပေါ့ဗျာနော်အဲ့ဒါလေးမှတ်ထားအဲ့ကောင်ကဗမာတစ်ခါပြန်လာလို့တုံးတော့1988ခုနှစ်မှာ1988ခုနှစ်မှာ3ညလည်းခွန်58ပတ်လည်းထွက်တယ်နော်92မှာတစ်ခါပြန်လာထွက်တယ်92 3ညလည်းခွန်58လို့ဖြစ်ပြီးရင်သောနာလို့ပဲနော်ဒုတိယအကောင်ဆိုရင်ဒီထိတ်စည်းရဲ့ပါဝါရဲ့နောက်ဒီ3ညခါရဲ့နောက်ပိတ်ကဏ္ဍကို8ဖြစ်အောင်3ညနှလုံးနော်အဲ့ဒီ3ညနှလုံးကိုသောနာကျွန်တော်တို့ဒီခွန်30နဲ့လုပ်ခဲ့တဲ့8ဖြစ်အောင်လုပ်ခဲ့တဲ့3ရဲ့ဒီ3ညလို့မှထွက်ရမယ်ဒီနှစ်ကိုပဲယူပါတယ်နော်အဲ့ကောင်ဘယ်ချိန်မှထွက်မှာ3ညခွန်5ရှင်းနှစ်ခါဖြစ်ပြီးလို့3ညလည်းပူပရိတ်တစ်ခါနော်နောက်တစ်ခါ3ညလည်းပူပရိတ်တစ်ခါအဲ့လိုဖြစ်ပြီးနောက်နှစ်ဦးမှာသူ့ရအောင်နော်3ညနှစ်ဆိုတာကြာဒါခွန်3ည3နဲ့ခွန်5ရှင်းတယ်ကိုချိန်လိုက်တယ်နော်ဟုတ်ပြီနောက်ဒုတိယဖြစ်တဲ့ကောင်ကဒီကောင်လာဖြစ်တယ်နော်1996မှာပေါ်ခဲ့တဲ့95ကိုပြောတာနော်1995မှာပေါ်ခဲ့တဲ့ကောင်3ညလည်းနဲ့688အဲ့ကောင်ကို2014ရောက်ကောင်လည်းဖြစ်တယ်2014မှာ3ညလည်း666နော်ဒါဆိုတော့ဒီမော်ရောက်နော်ဒါပန်းရောင်ကိစ္စစပြီနော်1995မှာ3ညခါနဲ့666လို့ရေးပြီနော်အဲ့လိုရေးတဲ့အတွက်အဲ့ပုံစံတိုင်းဘယ်မှာလာရေးတော့2014မှာ3ညခါနဲ့666ရေးတယ်ဟုတ်ပြီဒုတိယရေးတဲ့ကောင်ဆိုရင်ပါဝါယူရမယ်ဒီကောင်ရဲ့ပါဝါ8ပါဝါ3နော်ဒီ3ညခါရဲ့နောက်ပိတ်ကို8ဖြစ်အောင်ဆိုရင်4ကို8ဖြစ်အောင်ဆို4လို့တယ်3လေးအတွဲလို့တယ်နော်3လေးအတွဲကြာ3လေးအတွဲရတယ်ပေါင်းချက်7နဲ့7ကအောက်ကကောင်နဲ့မဖြစ်ဘူးအပေါ်ကကောင်နဲ့ပဲဖြစ်3လေးဒီကောင်7နဲ့ဖြစ်အောင်8 3လေး8ပတ်နော်3လေး8ပတ်လေဟာတဲ့အဲ့လို3ည866 3ည866နှစ်ခါဖြစ်ပြီးလို့နောက်တစ်ချိန်3ညလည်းပူပရိတ်ဒီမှာတစ်ခါနောက်3ညလည်းပူပရိတ်တစ်ခါနှစ်ခါဖြစ်ပြီးဆိုတော့အဲ့ဒီ438ပတ်လည်းကြာပြီနော်438ပတ်လည်းကြာပြီ
ဒါ3866 3866နော်ပထမကောင်နော်အပန်းရောင်တစ်ခုရှိပြီအဲ့လိုဖြစ်ပြီးပါရင်ဒီ3ခါရဲ့နောက်ဘက်ကို8ဖြစ်အောင်လုပ်ခဲ့တဲ့4ကိုမှတ်ခဲ့လိုက်နော်4ကိုမှတ်ခဲ့လိုက်43ပေါ့ဗျာကီအကုန်လုံးယူမယ်ဆို43ကီဒါပေမဲ့ဒီကောင်ကိုအဓိကပဲကစားနော်4ကိုမှတ်ခဲ့လိုက်အဲ့ကောင်ဘယ်မှာဘယ်ကိုပို့မလို့ဆိုတော့2003မှာထွက်ခဲ့တဲ့2003မှာထွက်ခဲ့တဲ့3လည်း9ခွန်အဲ့3လည်း9လည်း3လည်း9ခွန်ဘယ်မှာရေးတော့2016မှာတခါပြန်လာရေးတယ်2016မှာ3လည်း9ခွန်နှစ်ဆုံးဖြစ်သွားပြီနော်။ဆောနာ666အခု9ခွန်ဟုတ်ပြီ။အဲ့လိုဆိုဒီ9ရက်ပါပါဒီ4နော်။ဒီအပိတ်ကို8ဖြစ်အောင်6လို့ဒီမှာ4ဒီမှာ6နော်။ဒီ4က9ရက်ပါမို့လို့ဒီ6ကဒီလို8ဖြစ်အောင်နော်။4 6အတွဲအဲ့ဒီ4 6အတွဲဟာဆောနာကျွန်တော်တို့ဒီမှာ666မှာယူခဲ့တဲ့4နဲ့နော်။4 6 4လား4 6 3လားနော်။နှစ်ခုလူကမဲကယူလိုက်ရင်4 6 4 4 6 3ဘယ်ချိန်မှာထွက်မှာဒီကောင်းရဲ့နော်ဒီ3လေးကိုနှစ်ခါဖြစ်ပြီးတော့3ခါနဲ့ပူပရိတ်တစ်ခါနော်နောက်တစ်ခါ3ခါနဲ့ပူပရိတ်နှစ်ခါအဲ့လိုကြာပြီဆိုတော့ねအဲ့ဒီဒီလေး6ကပြုတ်ကြတယ်နော်အခုမိတ်ဆွေတို့ရှင်းပြတာနှစ်စုံရှိသွားပြီနော်ဓမ္မချိတ်ပြခဲ့တာ3ခွန်ရဲ့3ခွန်ရဲ့ခု85ရဲ့ဒုတိယချိတ်အခုချိတ်ခဲ့တာ686ပဲ9လေးခွန်ကဲအခုနောက်ဆုံးတစ်ခုချိတ်အောင်နောက်ဆုံးတစ်ခုကတဲ့1982ခုနဲ့1982ခုနဲ့မှာတုံညာလည်း956ပဲအဲ့ကောင်အဝေးကြီးမှလာရေးနော်ကြားထဲမှာမရေးဘူး2010မှာလာရေးတယ်2010မှာလာရေးတယ်တုံညာလည်းဘူပရိတ်နော်996ပဲရေးတယ်ရေးပြီးတော့သောနာပုံစံတိုင်းမှာတူသွားမယ်နော်9ရက်ပါတုံညာဒီအပေါ်က9ကို8ဖြစ်အောင်3ည3အတွက်နော်အောက်ကကောင်2မဆုံးအပေါ်ကကောင်ပဲ2 3မယ်ဆိုတော့3ည3 9ပေါ့နော်3ည3 9ပတ်တယ်ဘယ်ချိန်မှာထွက်မှာအဲ့ဒီ3ည5 9 6နှစ်ခါဖြစ်ပြီးတော့ဒီမှာ3ညလည်းပူပရိတ်တစ်ခါနော်ကြားထဲမှာမရေးတော့23မှာတစ်ခါရေးရ3ညလည်းပူပရိတ်တစ်ခါအဲ့လိုနှစ်ခါရေးပြီးရတယ်အဲ့ဒီ9 3ည3ဆိုတော့ကောင်အဲ့ပို့လိုက်နော်996 996ကနေပို့လိုက်တော့9 3ည3ရှေ့ရောက်ကောင်နေအတိုင်းပဲတပုံစံနဲ့ပဲနော်ကဲဟိုအဲ့လိုဆိုနောက်ဆုံးတစ်ခုပဲကြံတော့1993မှာရေးခဲ့တဲ့3ညလည်းပူပရိတ်983နဲ့3ညလည်း983နော်အဲ့ဒီ1993မှာရေးခဲ့တဲ့ကောင်က2020မှာပြန်လာရေးတယ်3ညလည်း983နော်2020မှာရေးခဲ့တဲ့3ညလည်း983ဟုတ်ပြီအဲ့လိုဆိုစောနာလိုပဲပို့ရမယ်ခဏ9ပါပါသည်4ဒီ3ကို8ဖြစ်အောင်5နော်3ကို8ဖြစ်အောင်5 4 5အတွဲရယ်ဆောနာဒီ3ည3ကိုပို့ကြတော့ဟာဒီမှာယူထားတဲ့3ရယ်နော်ဒီ8ဖြစ်အောင်ယူထားတဲ့3နော်အဲ့ဒီ3ဒီ3ညပါလိုကမကယူရင်လည်းရရနော်ဒီ3ညကီးပေါ့ဗျာနော်3ညကီးအဲ့ကောင်ကဒီ4 5အတွဲနဲ့4 5 3သူ့ရဲ့အရင်ယူမယ်ဆို4 5 3ညနော်မှာတော့ယူရမှာ8နဲ့ပဲယူရမှာ4 5 3အဲ့ဒီ4 5 3ကဘယ်ချိန်မှလာမှာတော့အဲ့ဒီ3ည9 3ချစ်3ည9 3ချစ်နှစ်ခါဖြစ်ပြီးတော့3ညလည်းပူပရိတ်တစ်ခါနောက်တစ်ခါ3ညလည်းပူပရိတ်နှစ်ခါရေးပြီးဆိုတော့အဲ့ဒီ9လေးအတွဲလိုက်ကြပြီးတော့ဆောနာ8ဖြစ်အောင်လုပ်ထားတဲ့3 9 4 3အရင်ထက်ကျင်9 4 3ညပါတဲ့ဒါမဲ့9 4 3ညလိုတော့မလိုပါဘူးသူ့ပုံစံတိုင်းက9 4 3တခုဟိုဘက်မှာ3 3 3လို့မကြတော့3ညနှလုံးပူးနေလို့နောက်သင်္ကချင်းနေအခုမိတ်ဆွေတို့ချိတ်ပြတာအားလုံးဒါအတွဲ3တွဲပဲနော်အဲ့ဒါကိုဖြန့်လိုက်12ခုရှိရပါတော့နော်3ည3 3ညခွန်နောက်ဒီမှာ3ည3 3ညခွန်တခါ3ညခွန်8 5 3ညခွန်8 5ဒါတောင်းပေါ်ပုံစံရေးလက်တွေပဲနော်အဲ့ဒါပြင်ဒုတိယချိတ်တဲ့ကောင်ကဒီမှာ3ညလည်း686ဒီမှာ3ညလည်း866နောက်တစ်ခုရေးတဲ့ကောင်က3ညလည်း9 4ခွန်3ညလည်း9 4ခွန်ဒါဒုတိယအုပ်စုနောက်ဆုံးအုပ်စုကဒီမှာနော်3ညလည်း956 3ညလည်း956အခုလက်ရှိ4 5တွဲကိုပို့တဲ့ကောင်ဘယ်ကောင်ကပို့တော့ဒီကောင်က3ညလည်း938 3ညလည်း938သူ့ရဲ့အောက်မှာ3ညခါနဲ့ပူပရိတ်နှစ်ခါကြာရမယ်ဆို3ညခါနဲ့ပူပရိတ်တစ်ခါ3ညခါနဲ့ပူပရိတ်နှစ်ခါ
သူ့ရဲ့အောက်မှာဖြစ်ရမယ်နော်ကျတော့ဒီ943ကိုအဓိကတည်လို့လဲနော်ပတ်လေရတော့နည်းနည်းပေါ့ဗျာအရင်ကတော့940ပေါ့နော်ကဲမိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေဒီဖိုင်လေးကဒါဒီ17ကြိမ်အတွက်ဒါနောက်ဆုံးဖိုင်လေးပေါ့နော်ဒီဖိုင်လေးတင်ပြီးရင်ကျွန်တော်14ရက်15ရက်လောက်ကြာရင်ကျွန်တော်ထိုးရမယ့်ကဏ္ဍပေါင်းကြိုလေးတင်ပေးပါမယ်ကဲမိတ်ဆွေတကယ်ချင်းများအားလုံးပဲကံကောင်းကြပါစေ